dear master now is a performance of a Nanari Myanmar New Year Water Festival dance, like a Songkran festival. Yes, master.
ရာပေါ်နဲ့ဓာတ်ပုံလေးပေါ်လာရတယ်ကျွန်တော်ခုနော်ဒီမနေ့ကလေးမှာသူပြည်နေဆိုတော့ဆက်ပြီးဖြောပြခြင်းပါသေးရဲ့တဲ့ဆရာတော်ဖခင်ရဲ့သူ့ရဲ့ဒီအမေရိုးပေါ့နော်တန်းတာတဲ့ခြေလေးပဲဖြစ်ပါတယ်တဲ့အဲ့လေးတဲ့နားဆင်ပေးကြပါအောင်တဲ့အခုဒီဟိုပေါ့နော်သူတို့ဖြေပြတင်ဆက်မဲ့အကြောင်းအရာဆိုရင်ဆရာတော်ဖခင်ကနေပြီးတော့ပေါ့နော်သူ့ရဲ့ဘဝမှာတကယ်စစ်မှန်တဲ့တရားသမားတွေလိုက်ရှာတဲ့အချိန်မှာဆိုရင်တဲ့ဂရုကြီးရူမာအနေနဲ့မဖော်ပြနိုင်တဲ့ပေါ့ဒုက္ခပေးလဲစိန်ခေါ်မှုအများပြတွေ့ရှိခဲ့ပါတယ်တဲ့ဒီအတွေ့အကြုံအကြောင်းအရာလေးတွေပေါ့နော်သူ့ဘဝမှာအားလုံးစုပြီးကြမှာဒီသူခံစားခဲ့တဲ့အကြောင်းလေးတွေစစ်မှန်တဲ့တရားမတွေ့ခင်မှာတွေ့ရှိရတဲ့စိန်ခေါ်မှုအသစ်တွေနဲ့ပေါ့နော်အဓိကသူ့ရဲ့အမေကိုတတိယအကြောင်းလေးတွေကိုတဲ့ဆရာတော်ဖျားနေတဲ့ရေးဖွဲ့တဲ့ခင်းလေးတွေဖြစ်ပါတယ်အခုဒီတခြင်းလေးရဲ့အကြောင်းလေးကိုကျွန်တော်လည်းအချင်းချုပ်ပြီးဘာသာပြန်ပြောပါမယ်ဒါဆရာတော်ရေးထားတဲ့ကြပြလေးကိုမှဒါတေးဆရာနေပြီးမှအခုလိုရင်းနဲ့လွမ်းမိုးပွဲတခြင်းလေးကိုရေးသားထားဖြစ်ပါတယ်တခြင်းနာမည်လေးပါလေဆိုရင်တဲ့အမေရေးတဲ့အမေရေးတဲ့ကျွန်တော်တဲ့ဟိမဝနာတော်ထဲမှာတဲ့လမ်းဆောင်နေပါပြီတဲ့အမေရေးတဲ့အခုချိန်မှာဆိုရင်အထီးကျန်နေတဲ့တွေ့တဲ့ဒုက္ခပေးလဲဝေးနေပါပြီတဲ့တခါလေးမှာပေါ့နော်ကိုယ့်အကိုယ်တော့ရက်တည်နေစွမ်းမရှိပါဘူးတဲ့အမေရေးတဲ့တာပေါ့နော်ဒီရဟန်းတစ်ပါးဘဝအနေနဲ့အခုကရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောစူးစမ်းပြီးတော့ရဟန်းတာမဏိဘဝအနေနဲ့ဆက်လက်စူးစမ်းပြီးတရားသမားကြီးရှာဖွေနေပါရဲ့တဲ့ဘဝမှာရာသဥတွေဘယ်လောက်ပဲဆူပေါ့နော်အခုလက်ရှိတွေ့ကြုံနေတဲ့ဘဝပေါ့ဘယ်လောက်ပဲခံစားရတဲ့စိတ်လုံးဝလွယ်တဲ့ဇွဲလုံးလာရှော့မတော့ပါဘူးတဲ့တကယ်ကိုစစ်မှန်တဲ့တကယ်ကိုဒီစစ်မှန်တဲ့တရားဓမ္မတွေရရှိဖို့အတွက်ကိုနော်ဒီလွတ်မြောက်ဖို့လမ်းရရှိဖို့အတွက်ဆက်လက်ပြီးကြိုးစားတော်မှာဖြစ်ပါတယ်တဲ့ဗုဒ္ဓဖျားရဲ့တကယ်ကိုတဲ့ဘေးနားမှာပဲဖြစ်ဖြစ်ရောက်သူလိုပဲဖြစ်ဖြစ်ဗုဒ္ဓဖျားကိုလက်တွေ့ဖူးရလိုပဲဖြစ်ဖြစ်ဒါဆိုရင်တော့ဒါအိန္ဒိယကိုပေါ့နော်သူသွားတယ်လို့ပါပဲတဲ့မြတ်စွာဘုရားဗုဒ္ဓဖျားဆိုရင်လေတရားဓမ္မရဖို့အတွက်ဒါဟိမဝနာတော်သွားပြီးတရားဓမ္မရှာဖွေခဲ့တယ်လို့ပါပဲတဲ့ဒါကလေဒီစိတ်ပိုင်းဆရာပေါ့နော်ဇွဲလုံးလာမလျှော်ဝဲနဲ့သူ့ကိုရှာဖွေဖို့အတွက်သွားနေပါတယ်တဲ့နောက်တစ်ခုအနေနဲ့ပေါ့နော်ဒီဘဝမှာလူသားအလုံးကတော့ဒုက္ခပင်လေးကိုဆိုသိရတယ်တဲ့ဒါစိတ်မလျှော့ပါဘူးတဲ့တကယ်စစ်မှန်တဲ့တရားရဖို့အတွက်ကြိုးစားဆောင်ရွက်နေပါတယ်တဲ့တစ်ချိန်တစ်ခါမှဆိုရင်တော့တဲ့ဘဝမှာခက်ခဲဆုံးဟိုကြုံမှာဖြစ်ပါတယ်တဲ့ဒါပေမဲ့လုံးဝဇွဲမလျှော့ပါဘူးတဲ့ကိုလူချင်းနဲ့လမ်းအောင်ရောက်အောင်ရှောက်မှာဖြစ်ပါတယ်တဲ့အမေရေးတဲ့ဒီလိုပါပဲတဲ့ဒါကြိုးစားနေပါတယ်တဲ့ဗုဒ္ဓပေါ့နော်ဗုဒ္ဓဖရာမြတ်စွာဘုရားတဲ့ဒီတပည့်တော်ရဲ့ဘဝကိုစစ်မှန်တဲ့လမ်းအားလုံးရရှိနိုင်အောင်ပေါ့နော်လမ်းပြဆောင်ရွက်ပြတော်မူပါဘုရားတဲ့Mẹ ơi, con bước đi trên đường hy mã, dặn lòng thôi chớ luyến thương một chiếc y tu sĩ nâu nương, mặc gió sương quyết tìm đạo vàng. Tìm chân lý một đời giải thoát, Phật ở rất xa ấn đường còn dài, quyết đi tìm Phật đa diện kia. Tâm ta hạt lành chút hết muộn phiền, đơm hoa kết trái Bồ đề mọc lên vững bước, bờ giác ngộ không xa, coi đắng cay ta bà ông chân con bỏ lại. Phật ơi xin hãy giúp muôn sinh ngộ ra điều chân lý, một đời thoát vô mình. Mẹ ơi, con bước đi trên đường hy mã, trên đường hy mã,
dặn lòng thôi chớ luyến thương một chiếc y tu sĩ nao nương mặc gió sương quyết tìm đạo vàng tìm chân lý một đời giải thoát Phật ở rất xa ấn đường còn dài quyết đi tìm Phật đa diện kia tâm ta hạt lành chút hết muộn phiền đơm hoa kết trái bồ đề mọc lên vững bước bờ giác ngộ không xa cõi nắng tay ta bà hồng chân con bỏ lại Phật ơi xin hãy giúp muôn sinh ngộ ra điều chân lý một đời thoát vô mình tâm ta hạt lành chút hết muộn phiền đơm hoa kết trái bồ đề mọc lên vững bước bờ giác ngộ không xa coi đắng cay ta bà hồng chân con bỏ lại Phật ơi xin hãy giúp muôn sinh ngộ ra điều chân lý một đời thoát vô mình tâm ta hạt lành chút hết muộn phiền đơm hoa kết trái bồ đề mọc lên tâm ta hạt lành chút hết muộn phiền đơm hoa kết trái bồ đề mọc lênကျွန်တော်ပေါ့နော်ဒီစံစဘာဆိုရင်ကျွန်တော်ဒီအရှိတောင်ဆက်နိုင်ငံနှမ်းပြမှာဆိုရင်ဒါစိုက်ပျိုးရဖြစ်ပါတယ်ကျွန်တော်ဒီဗီယက်နမ်တို့မြန်မာတို့လာအိုထိုင်းပေါ့နော်နိုင်ငံနှမ်းပြကိုစံစဘာဆိုမှရှိမဖြစ်လိုအပ်တဲ့ပစ္စည်းဖြစ်ပါတယ်ဒီနိုင်ငံများနဲ့စံနဲ့ဆိုရင်ဒါအများတိုင်းပဲရိုးရတလိရှင်းတွဲမြင်ရမှာဖြစ်ပါတယ်တဲ့ဒီသူဟာဆိုဆရာဂုရုကြီးရူမအနေနဲ့ဆိုရင်တဲ့တကယ့်ကိုဒီကျွန်တော်ကောင်းကင်ဘဝနေပြီးတော့စံစည်းတွေပေါ့နော်ကြာတာလိုပါပဲတဲ့ကျွန်တော်ကဒါပလဲလေးဆန်အနီပလဲလေးဖြစ်တယ်လို့ပေါ့နော်ဒီဖျားတခင်စီမှာအဲ့လိုဆူတောင်းပြီးတော့ဒါစံတွေကိုတည်ယူခဲ့တယ်လို့ပါပဲတဲ့စံစဘာကိုစိုက်ပြိုးပါတယ်တဲ့လူတွေကစံအောင်မရှိမဖြစ်စိုက်ပြိုးသလိုတဲ့ဆရာတော်ဖျားကသူ့ရဲ့ဒီတရားထိုင်ခြင်းပေါ့နော်စစ်မှန်တဲ့တရားဓမ္မအားလုံးဆိုရင်တဲ့သူ့ရဲ့ရှစ်တောင်အာရှဒီရိတ်တာတော်များများမှာဆရာတော်ဖျားစံတွေကိုစိုက်ပြိုးခဲ့ပါတယ်တဲ့မကြသေးခင်ပဲဆရာတော်ဖျားကဝမ်းသာပျော်ရွှင်စွာနဲ့ပေါ့နော်သူစံတွေသူ့ရဲ့ရိတ်တာမှာရှိတဲ့စံစဘာအားလုံးကိုလည်းရိတ်သိမ်းပြီးစီးခဲ့ပါပြီတဲ့ကျွန်တော်ဒီချင်းလေးကပေါ့နော်အထူးသဖြင့်ဒါဆရာတော်ဖျားဒီစံစဘာကင်းနဲ့ပတ်သက်ပြီးတောင်သမားတွေအပေါ်မှာဟောစံနဲ့ပတ်သက်ပြီးသူ့ရဲ့ချစ်ခင်နှစ်သက်တဲ့အကြောင်းအရာလေးတွေကိုတဲ့သိဆရာသိရှိပြီးတော့ဒါရေးသားဖော်ပြတာဖြစ်ပါတယ်တဲ့ဂရုကြီးနေတယ်ပေါ့နော်သူကစံစဘာအများပြားကိုလည်းစိုက်ပျိုးခဲ့တယ်ပြီးတော့နှစ်စနေတိုင်းပဲရေးသိမ်းခဲ့တယ်ပေါ့နော်အခုချင်းဆိုတော့ဒါသူသွားရတဲ့နေရာတိုင်းမှာလည်းစံဆိုတာမရှိမဖြစ်ပေါ့နော်အများအားလှူဒန်းပါတယ်ဒီမှာဆိုတဲ့စံအိတ်တွေရှိပါတယ်တဲ့စံနဲ့ဆရာတော်ဖျားဆိုတဲ့ဒါရှင်တွဲမြင်မှာဖြစ်ပါတယ်တဲ့cánh đồng lúa vàng từng hạt ngọc thơm ta và học trò ta hai ôi cánh đồng quê làm tim ta sao xuyên buông bê cánh cò lượng trắng phao phao tuổi thơ ta nhặt những nhánh thóc vàng cùng mẹ chắc chiêu gom góp từng hạt lúa đầu làng triền đê đều thơm mùi lúa chín ta đem lúa về cho
đong đầy tình thương thay cho ta gửi mẹ, đong đầy nghĩa tình thương nhớ tới quê hương. Roma bốn má trên trần thế, tuổi thơ sưởi ấm hương lúa vàng. Roma ta trái rộng bát ngát, những sinh đều phúc lạc an vui. Roma đi độ sanh hoàng pháp, quê hương ta nặng nghĩa tình. Ra cánh đồng lúa vàng, từng hạt ngọc thơm ta và học trò gặt hái. Ôi cảnh đồng quê làm tim ta sao xuyên, bốn bề cánh cò lượng trắng phao phao. Tuổi thơ ta nhặt những nhánh thóc vàng, cùng mẹ chắc chiều gom góp từng hạt lúa. Đầu làng triển đê đều thơm mùi lúa chín, ta đem lúa về cho mẹ khôi cơm. Hôm nay Roma cùng tu sĩ hân hoan trên cánh đồng lúa vàng, đong đầy tình thương thay cho ta gửi mẹ, đong đầy nghĩa tình thương nhớ tới quê hương. Roma bốn má trên trần thế, tuổi thơ sưởi ấm hương lúa vàng. Roma ta trái rộng bát ngát, những sinh đều phúc lạc an vui. Roma đi độ sanh hoàng pháp, quê hương ta nặng nghĩa tình. Hương thơm gạo mới tay ta gửi về, cùng ngàn yêu thương chiều vàng đất phương Nam. Ôi cảnh đồng quê ta bâng khuâng nhung nhớ, bồi hồi hoài niệm mùa lúa chín Việt Nam. Ôi cảnh đồng quê ta bâng khuâng nhung nhớ, bồi hồi hoài niệm mùa lúa chín Việt Nam. Long cái nhất thì bọn nó thì Guruji Ruma này tu ye thì chỉ là nói lại hắn làm này bọn nó sao phải này nàyမြန်မာနိုင်ငံနှမ်းပြကိုတွားရောက်ပြီးလက်ပတ်ခဲ့ပါတယ်ကြွချီခဲ့ပါတယ်မြန်မာလူမျိုးအများပြားနဲ့တွေ့ခဲ့ပါတယ်တဲ့ဆရာတော် Guruji Ruma နေနဲ့ပေါ့နော်ဒီလှူဒန်းမှုအများပြားလည်းပြုလုပ်ခဲ့ပါတယ်တဲ့တကယ်တချို့နေရာမှာဆိုရင်သူရင်ထဲမှာမခံစားနိုင်ပါဘူးတဲ့ဒုက္ခပင်လည်းဝင်းနေလူအားလုံးပေါ့နော်ဗုဒ္ဓဘာသာနိုင်ငံဆိုပေမဲ့တချို့နေရာမှာဆိုတကယ်ကိုဆင်းရဲချို့တဲ့နေရာအများပြားတွေ့ရှိရပါတယ်ဒီလိုနေရာမျိုးတွေမြင်ရမှာဆိုရင်ဆရာတော်ဖျားနေတဲ့အများမဲ့ဝမ်းနည်းမိပါတယ်စိတ်မကောင်းကြီးစွာဖြစ်ရပါတယ်တဲ့ဒီဟိုတော့အဲ့ဒီအချိန်ကဆရာတော်ဖျားနေပေါ့နော်မြန်မာပြည်ကြွခဲ့တဲ့အချိန်ကစပြီးတော့ဆရာတော်ဖျားသူ့ရဲ့တရားနိနာပေါ့နော်တရားထိုင်ခြင်းအကြောင်းအများပြားကိုတဲ့ဒီကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့သူအားလုံးကို Guruji Ruma အနေနဲ့ပေါ့နော်တကယ်ကိုရင်းနှီးစိတ်ထဲရပေါ့နော်စိတ်ပါစွာနဲ့ပဲအားလုံးတင်ကြပြတ်တာပြီးခဲ့ပါတယ်တဲ့ဘဝမှာဘလို့နေရထိုင်မယ်စပေါ့နော်တရားဘလို့ထိုင်မယ်စတင်ကြပြတ်တာပြီးခဲ့ပါတယ်တဲ့အခုလိုဆရာတော်ဖျားရဲ့ဒီတရားဝိပဿနာတရားအားလုံးအကုန်လုံးပေါ့နော်လူအားလုံးကိုကူညီနိုင်ပါတယ်သူဘဝကိုပေါ့နော်ဖြစ်လာပဲပြဿနာအားလုံးကိုရဲရင်ဆိုင်နိုင်အောင်ပေါ့နော်မပျော်ရွှင်မှုတွေရှိမယ်ဆိုရင်တော့မှဘဝကိုဘလို့ပျော်ရွှင်နေရမလဲဆိုတာကိုဆရာတော်ဖျားတင်ကြပြတ်တာပြီးခဲ့ပါတယ်သူရဲ့တရားဓမ္မအားလုံးအဆုံးနဲ့တကယ်ကိုအနှစ်သာရှိပါတယ်တဲ့
ဆရာတော်ဖျက်ရဲ့တရားသမားတွေရရှိလို့ဖြစ်ဖြစ်ဆရာတော်ဖျက်နဲ့စွမ်းလို့ဖြစ်ဖြစ်အလုံးကပျော်ရွှင်မှုတွေရရှိပြီးတော့တဲ့ဝမ်းနေခြင်းဆိုတာကိုဖြစ်ဖြစ်နဲ့ဝေးကော်သားမှာဖြစ်ပါတယ်တဲ့ခဏလေးပဲဖြစ်ဖြစ်အကြာကြီးပဲဖြစ်ဖြစ်ပေါ့နော်ဆရာတော်ဖျက်နဲ့တွေ့ရတဲ့အချိန်မှာအလုံးကဆိုရင်အစဉ်ပြေတော့မှာဖြစ်ပါတယ်တဲ့လူသားတွေရဲ့ဘဝမှာဆိုရင်တော့တဲ့တန်တရားအတွင်းမှာဘဝဆိုတာသူဟာဒီပျော်ရွှင်လိုက်ဝမ်းနေလိုက်ဆိုတာကြုံတွေ့နေမှာဖြစ်ပါတယ်အခုလိုပဲဒီဂုရုကြီးရူမန်နဲ့ဘဝမှာစုံတွေ့တဲ့အချိန်မှာသူရဲ့ဒီနီးပေးလမ်းပြမှုနဲ့မိမိတရားထိုင်ခြင်းတွေရရှိရတဲ့အတွက်ဒါဂုရုကြီးရူမန်ကိုအားလုံးကယေရှုတင်နေမှာပဲဖြစ်ပါတယ်တဲ့သူရဲ့တသက်စားသုံးခြင်းရဆိုရင်အားလုံးတွေတကယ်ကိုအကျိုးကျေးဇူးဖြစ်ထွန်းစေပါတယ်တဲ့xanh xanh diệt diệt lại tái xanh diệt diệt xanh xanh cõi hồng trần quần quần quanh quanh đây đó đó bao kiếp luân hồi đó đây đây xanh xanh diệt diệt lại tái xanh diệt diệt xanh xanh cõi hồng trần quần quần quanh quanh đây đó đó bao kiếp luân hồi đó đây đây nhân gian khổ đau trong quằn quại vô thường trụy lạc đắm nhân gian hỡi ai khẩn nguyện kêu mãi thế nào thấy ai đâu đáp lại lời minh sư tại thế truyền tâm ân diệu cha ta vẫy gọi ta đắng cay phiền muộn không còn nữa quê hương cực lạc đâu còn xa xanh xanh diệt diệt lại tái xanh diệt diệt xanh xanh cõi hồng trần quần quần quanh quanh đây đó đó bao kiếp luân hồi đó đây đây xanh xanh diệt diệt lại tái xanh diệt diệt xanh xanh cõi hồng trần quần quần quanh quanh đây đó đó bao kiếp luân hồi đó đây đây nhân gian khổ đau trong quằn quại vô thường trụy lạc đắm nhân gian hỡi ai khẩn nguyện kêu mãi thế nào thấy ai đâu đáp lại lời minh sư tại thế truyền tâm ân diệu cha ta vẫy gọi ta đắng cay phiền muộn không còn nữa quê hương cực lạc đâu còn xa xanh xanh diệt diệt lại tái xanh diệt diệt xanh xanh cõi hồng trần quần quần quanh quanh đây đó đó bao kiếp luân hồi đó đây đây xanh xanh diệt diệt lại tái xanh diệt diệt xanh xanh cõi hồng trần quần quần quanh quanh đây đó đó bao kiếp luân hồi đó đây đây nhân gian khổ đau trong quằn quại vô thường trụy lạc đắm nhân gian hỡi ai khẩn nguyện kêu mãi thế nào thấy ai đâu đáp lại lời minh sư tại thế truyền tâm ân diệu cha ta vẫy gọi ta đắng cay phiền muộn không còn nữa quê hương cực lạc đâu còn xa nhân gian khổ đau trong quằn quại vô thường trụy lạc đắm nhân gian hỡi ai khẩn nguyện kêu mãi thế nào thấy ai đâu đáp lại lời minh sư tại thế truyền tâm ân diệu cha ta vẫy gọi ta đắng
đắng cay phiền muộn không còn nữa, quê hương cực lạ đâu còn xa. Minh sư tại thế truyền tâm ân, ân diệu cha ta vẫy gọi ta. Đắng cay phiền muộn không còn nữa, quê hương cực lạ đâu còn xa. Dạ vâng, bài hát này khiến cho bọn con cảm thấy như cuộc đời này nó cũng nhẹ nhàng lắm đúng không sư phụ? Rồi tất cả mọi thứ sẽ được Minh sư lo liệu. Mọi thứ có khi là bọn con lại ỷ lại. Dạ vâng, con cảm tạ cô Ruy rất nhiều ạ. Thì sau khi từ khu vực nó thì đã thấy trong này khu vực đi số là em anh ta trên này mình sẽ bảo đấy sau khi từ cứu xe mua để giá trị của nó từ khu vực số là em anh ta bị sẽ bảo đấy sau khi là khu vực để chế được mà đấy từ rồi này thì khu vực nó từ sau khi biểu bị là cho nó khu vực khuyên bị đấy khu vực từ đám mua bị đầu đấy sau khi là cố gắng cố gắng phụ vào đấy nó thì mà sẽ từ alo sau khi khán giả chơi cái giá lý từ đó thì chính là biểu bị phiếu khuyên bị đấy alo nát xem đấy sau khi chế được tiền biểu bị đấy sẽ bảo đấy. Khu vực nó thì sau khi phụ đấy chỉ mà nó sau khi tu ngày sinh bố anh ấy chỉ chuyện gì tu gì nào mà khán giả cái cái lý thì dia đó mà xem mà mình cái chuyện gì cái chuyện gì nó tu sau lần cái bố tu dùng lý bố nó rồi cái việc lý sát thì bị gì thà rồi khu vực bố đã xem ra rồi hiện nay vấn đề bị phía đấy khuyên lý cái vậy bố nó cho cái chuyện này bị phía vậy. Okay, and thank you for everything, and thank you for singer. Came from far away from Vietnam, and thank you so much, and thank you, and thank you, and I wish you everything is the best, and God bless you. Also, no, khu số lệ, bây giờ nó phải là bài để sau khi à để mà nó số đó mình đã bút đáp mà nó bây giờ khán giả bây giờ này trong sau khi à biểu mà phải bài, nào khu này khu tí chú có biết đó là số này là mai mốt mà là mai vui nhà đi bây giờ sau khi à cố ra là bị phơi bị đã phải bài để khu đồ sau khi à tuy là số này nhưng mà đã bị phải bài, chỉ là nhà ít mà đấy thì mà chỉ là alo này bỏ mà con cái này alo giá trị khán giả này mà gì sau khi à số đó mình đã bút đáp bài. How about we are silent to pray of God and thank God, thank Buddha to give us opportunity to see each other in this time right now and enjoy the program and everything is successful. Thanks. Sau khi anh đến đó, khu vực anh số bên tích sinh như thế này, sau bố đã bây giờ số đông người bố đã bị rồi nó, anh nói thì số đông người khai mua ra đấy, cô đây là số đông người nó, khu số nó, anh thấy anh nói rồi, khán giả số này cái cô âm nhạc này, bây giờ lúc này giao người vào bây giờ con này xem phim này bây giờ nó mà phải bài đấy, đó rồi thì bố đã bây giờ anh nói là con dân gia thì phải bài đấy. We are silent to pray. Anh nói những cái số này về mình đã khai mua vào số đông người. Okay, and thank you. Alo, xem video này, alo, give you the money, sau khi anh này. Okay, now I'm done, right? Yes, okay, but, I come here ready, and Myanmar, well, everything perfect. Sau khi cho lại số này, mình đang làm việc yên lặng, làm việc trong lên làm mà phải bài, sau khi alo sẽ chào bạn. I talk the same thing, the same word in 2011. I do the same word. In 2011, I came here, and before that, you know already. Before that, the Myanmar have a little bit calmer. I repeat again and again. Everything is good, and come to peace, and met all Myanmar people, and live
peaceful, happy, and enjoy life. ပထမဆုံးတွားကြည့်ခဲ့တဲ့အချိန်ဒီပေါ့နော်2017ကစပြီးယနေ့ချိန်ဒီဆရာတော်ဘုရားအများကြီးပြောလို့ရှိပါတယ်တဲ့မြန်မာလူမျိုးတွေနဲ့အဲ့ဒီချိန်ဆိုပြီးခုချိန်ဒီပေါ့နော်ဘဝဆိုတော့အစင်ချင်းတော့တိုးတက်ပြောင်းလဲလာပြီဖြစ်ပါတယ်တဲ့တစ်ချိန်ချိန်မှာလည်းဒီအတိုင်းပဲပြန်ဖြစ်လာမှာဖြစ်ပါတယ်ဆရာတော်ဘုရားအများနဲ့စွတော်မြတ်တာတွေပို့တာပေးနေပါတယ်တဲ့မြန်မာပြည်ရဲ့အရင်တိုင်းဒီဘက်နဲ့ပြန်ပြီးဖြစ်လာမှာဖြစ်ပါတယ်တဲ့ Okay, and believe me, give me belief. ဆရာတော်ဘုရားကိုတကယ်ကိုယုံကြည်စွာစိတ်ကပ်ပြီးတော့အားလုံးကယုံကြည်စွာနဲ့ပဲဆုတောင်းပါတဲ့ကိုးကွယ်ပါတဲ့တကယ်ရရှိခံစားမှာဖြစ်ပါတယ်တဲ့ We continue to pray, pray to the Lord, blessing to Myanmar. ကိုလိုချင်တဲ့ဆန္ဒကိုပေါ့နော်အားလုံးရည်မှန်းပြီးတော့ဆုတောင်းပါတဲ့အချိန်ချင်းမှာတကယ်ကိုစစ်မှန်တွေရရှိလာမှာခံစားမှာဖြစ်ပါတယ်တဲ့မိမိကတကယ်ကိုယုံကြည်စွာနဲ့တက်ဝင်ပြီးတော့ဒါစုမုံကောင်းတွေတောင်းလိုက်ပါတဲ့ Almost already, almost problem finished already. တကယ်အသေးမွားအစပြီးအားလုံးပေါ့နော်အရာအားလုံးကဆိုရင်တော့တဲ့ဟိုပြီးဆုံးတော့မှာဖြစ်ပါတယ်အားလုံးကအစဉ်ပြေနဲ့ချောမွေနဲ့ပြီးဆုံးတော့မှာဖြစ်ပါတယ်တဲ့ I use my wisdom to see already, almost very little thing. ဒီဆရာတော်ဘုရားသူပြောခဲ့ဟုတ်ခဲ့တဲ့အကြောင်းအရာလေးတွေပြန်စဉ်းစားကြည့်လိုက်ပါတဲ့အချို့အသေးမွားလေးရဲ့စတာမင်းတစ်ဖြည်းဖြည်းနဲ့အားလုံးမှန်ကန်လာတာဖြစ်ပါတယ်ဆရာတော်ရဲ့တရားအတိပေါ့နော်သူရဲ့အားလုံးပါဆိုရင်မလွဲပါဘူးတဲ့သူဟောခဲ့တဲ့ခုချိန်ဒီအားလုံးကဖြည်းဖြည်းချင်းမှန်လာတာတွေ့ရပါလိမ့်မယ်တဲ့ They will return everything whatever Myanmar people get lost. ခုပေါ့နော်မြန်မာလူမျိုးတွေဟိုခံစားရတဲ့ဆုံးရှုံးရဆိုတာအချင်းချင်းမှပြန်ပြီးတော့ပြည့်တင်လာမှာပါပြန်ရရှိလာမှာဖြစ်ပါတယ်တဲ့ They return to the freedom. အချင်းချင်းမှအားလုံးကဒီလွတ်လပ်ခြင်းအရာတာကိုအပြည့်အဝခံစားရမှာဖြစ်ပါတယ်တဲ့ Okay, very close. အရင်နီးကပ်နေပါပြီတဲ့စိတ်မပူကြပါနဲ့တဲ့ Okay, I pray. ဆရာတော်ဘုရားဆုတော်မြတ်တာပို့တာပေးပါလေတဲ့ Okay. Wow. And thank you. Okay. I tell them to get more for you because this time is very Russian. Okay. တော်ဘုရားပေါ့နော်နောက်ပြန်ထပ်ပြီးတော့ယူဖို့လည်းပြောထားပါတယ်အခုချိန်မှာအရင်အလင်းစလိုလုံးလိုက်အတွက်ပေါ့နော်ဟိုကြောင်းတယ်လူဟာလေးထပ်ပြီးလူတန်းထားပါသေးရဲ့တဲ့ Now I can have the connection already. Last time we lost the connection because the COVID everything. I don't know how to send stuff for you. We cannot send stuff, we cannot send money, everything pluck. အခုချိန်တော့အားလုံးနဲ့ဆက်သွယ်ပြန်ရပါပြီတဲ့ကိုဗစ်ကာလမှာခက်ခဲတဲ့အချိန်ကိုကြော်ဖြတ်နိုင်ခဲ့ပါပြီတဲ့အခုတော့အရင်နဲ့ပုံမှန်ဆက်သွယ်နိုင်ပါပြီတဲ့ထူးခြားမှုတွေဆက်လက်ပြီးပြုလုပ်တော့မှာဖြစ်ပါတယ်တဲ့ Even I stay in Cambodia, I stay in the island. I stuck in the islands. ဆရာပြနေတဲ့ကမ္ဘောဒီးနိုင်ငံမှာတော့ကျွန်းလေးတစ်ခုမှာဆိုအဲ့မှာသူပိတ်ပြီးနေခဲ့တယ်ပေါ့နော်ကိုဗစ်ကာလမှာဆိုအပြင်မှာသွားမရပါဘူးတဲ့ You cannot get on the land and I stuck in the island. I plant the vegetable and I meditate. ဆရာပြအဲ့ကျွန်းပေါ်လေးမှာပဲအသီးနှံတွေစိုက်ပျိုးရတဲ့တရားတော်မှာပဲဆက်လက်ပြီးတော့ဆရာပြတရားတွေပဲထိုင်းနေခဲ့ပါတယ်တဲ့ And we cannot do anything because they block everywhere. ဘာမှလုပ်လို့မရပါဘူးတဲ့အဲ့ဒီအချိန်မှာကိုဗစ်ကာလမှာအားလုံးကပိတ်ပင်ထားပါတယ်တားဆီးထားပါတယ်တဲ့ And even until now, all the COVID, I cannot go back to America. And I stuck in Asia until now. ဆရာပြနေပေါ့နော်ကိုဗစ်ကာလနေအခုချိန်သူ့ရဲ့ဒီအမေရိကန်နိုင်ငံပေါ့နော်အမေရိကကိုမပြန်သေးပါဘူးတဲ့အခုအာရှနိုင်ငံနှံ့ပြားဝယ်ဆက်လက်ပြီးဆိုတော့ကြွချီနေပါတယ်တဲ့ The center in America, Atlanta, Georgia, I don't go there, I think 3 years already, almost 4 years. ဒီဆရာတော်ရဲ့ဒီအမေရိကန်နိုင်ငံမှာရှိတဲ့တရားရိပ်တာကိုဆရာတော်တရားမကျွတ်3နှစ်ရှိပါပြီဆရာတော်ပြအာရှမှာပဲပြောနေတာပါတဲ့ And the center in Europe, I just go there, I think a month, last month. ဥရောပနိုင်ငံမှာရှိတဲ့တရားရိပ်တာကိုဆရာတော်ပြီးခဲ့တဲ့2လ3လလောက်ကပဲပြန်ခဲ့ပါပြီတဲ့ And then now I come here, and then every Asia disciple, they want me to stay. I say, okay, I stay. တော့ဒီအာရှမှာရှိတဲ့ဆရာတော်ရဲ့တကားမအားလုံးကဆရာတော်ဖျားကိုဒီအာရှမှာပဲရှိစီကျင်တာပါတဲ့အမေရိကကိုပြန်စီကျင်ပါဦးတဲ့ဒီကဆရာတော်ကြီးရောဆရာတော်ဖျားဒီမှာမင်းစီကျင်မှုတာသူတို့ကိုလေ Yeah, I know everywhere in the village in Myanmar they want me to come, but I hear, and next time I met the long trip to go. ဆရာတော်ဖျားနေသိပါတယ်တဲ့မြန်မာနိုင်ငံမှာရှိတဲ့ဆရာတော်ဖျားကြွခဲ့တဲ့နေရာဒေသရှိတဲ့ကြေးရွာလေးတွေကဆရာတော်ဖျားသူတို့ရွာကိုကြွစီကျင်တာသိပါတယ်တဲ့အခုချိန်မှာအလောကြီးအလင်းစိုးစီစဉ်ရတဲ့အတွက်နောက်တစ်ချိန်မှာအကြေးရွာလေးတွေအိမ်နေရရောက်ဆရာတော်ဖျားကြွစီလာမှာဖြစ်ပါတယ်တဲ့ Then we continue to pray to the Lord and blessing our country. ဒီတိုင်းပြည်တို့ကအလုံးတကောင်းမှုတဲ့ဆိုရင်ကျွန်တော်တို့ကအမြဲတမ်းပဲဆုတောင်းနေမှာဖြစ်ပါတယ်တဲ့မိမိကအလုံးခုမကောင်းမြေတားကြီးပို့တာပေးနေမှာဖြစ်ပါတယ်တဲ့ Almost ready, almost finished problem.
လုံးလုံးပြီးဆုံးဖို့နီးနေပါပြီတဲ့တကယ်ကိုပြီးဆုံးဖို့နီးကပ်နေပါပြီတဲ့ Okay. Send my love to the village. Tawa village master. The village we go by boat. Yes master. Tawa village master. Huh? Tawa. Oh, Tower village. Okay. Send my love to people there, and I will go to see them later and if next time. ကျွန်တော်ပြနောက်နှစ်မှာထားပါကျွေးရလေးကိုတည်းမမေ့ပါဘူးလေလေးနဲ့ကြွခဲ့ရတာကြွခဲ့ပါဦးလေတဲ့ This time is too Russian, and I try to go here and go to Bagan. That's all. And then I will next time I go to see them. အခုချိန်မှာဆရာတော်ပြနေအလင်းစလို့စီစဉ်ရတဲ့ထားဝါကိုမရောက်လေပြီမဲ့လေနောက်နှစ်ကတည်းကပေါ့ရွာလာကြွလာမှာဖြစ်ပါတယ်တဲ့အားလုံး Okay. Who is the head the village tower? Or here, right? Okay. Before he was a headman. Oh, okay. And send my love there, and I will go to see them later. ဆရာတော်ကြွခဲ့တဲ့ချင်းအဲ့လိုဥဒိဆိုလူကြီးဖြစ်တဲ့ချင်းဆိုတော့လေဆရာတော်ဖျားရဲ့မြစ်တာအားလုံးကရရှိခံစားမှာဖြစ်ပါတယ်ဆရာတော်ဖျားထားဝါကိုမမေ့ပါဘူးတဲ့မြစ်တာလည်းမြေပို့တာပေးနေပါတယ်တဲ့ကြေးဝလူကြီးလည်းရရှိမှာဖြစ်ပါတယ်တဲ့ I pray every day for the village. နေ့စဉ်များအားလုံးတို့ဆုမွန်ကောင်းတွေတောင်းပေးနေပါတယ်တဲ့ Okay, and I wish you everything in the best and happy life. အားလုံးဘဝမှာပျော်ရွှင်မှုတွေရရှိပါစေဆရာတော်ဖျားနဲ့အမြဲတမ်းဆုမွန်ကောင်းတောင်းပေးနေပါတယ်တဲ့ဘဝတွေအကောင်းဆုံးဖြစ်ပါစေတဲ့ Okay, and say goodbye. အားလုံးဆရာတော်ဖျားနှုတ်ဆက်ပါတယ်တဲ့ကဲဆရာတော်ဖျားပြန်ကြွတော့မှာဖြစ်ပါတယ် Wow. ဆရာလေးတွေကိုဆရာဖျားနှုတ်ဆက်နေရပါ They're too young to be a nun. အချို့ဆိုဒီလရှင်လေးဟိုငငယ်လေးတွေ့ရတယ်တဲ့ဆရာတော်ဖျား Peaceful. အားလုံးငြိမ်းချမ်းတာလည်းတွေ့ရပါတယ်တဲ့ငြိမ်းချမ်းတဲ့မျက်နှာလေးမြင်ရပါတယ်တဲ့ I wish you everything the best for your life, to be a nun, to continue to study, and to continue to meditate, and continue to practice, and to learn the teaching from the Buddha, and raise them up for a holy spiritual, express spiritual, and express teaching from Buddha for everybody. ဒီမှာရှိတဲ့ဆရာလေးအားလုံးလည်းတဲ့စိတ်တဲ့မလျှော့ပါနဲ့တဲ့ဘဝအကောင်းဆုံးကြိုးစားကြပါတဲ့ဗုဒ္ဓဘုရားရဲ့အားလုံးတဲ့နေရာနှမ်းပြကိုရောက်ပြီးကြပါတဲ့အားလုံးကငြိမ်းချမ်းတရားအပြည့်အဝရရှိမှာဖြစ်ပါတယ်တဲ့ဘဝလွယ်လွယ်နဲ့အရှောင်ပေးကြပါတယ်ဆရာလေးကြိုးစားကြမှာမို့လား Okay, I keep an eye of you. Don't worry. ဆရာဘုရားအားလုံးရဲ့မျက်လုံးလေးမြင်လိုက်ရင်ဆရာဘုရားသိရဲ့အဲ့မှာဘာရှိတယ်ဆိုတော့ I'm be here. ဆရာဘုရားဒီကိုကြွကြည့်ရရမ်းဝမ်းသာပြီးဒီဖြစ်ရပါတယ်တဲ့ All right. ကြွတော့မှာဖြစ်ပါတ And ယ် I say goodbye and goodbye. ဆရာလေးတွေအားလုံးလိုက်ဖို့ဖိတ်ပါတယ်ဆရာတော်ကြီးနာဖို့လေ အမွေခံယူသည်ဆရာတော်လူပါသည်အများကျိုးကိုဆောင်ငါ၏ဆရာတော်